ယောဂီတို့လူဘဝနဲ့လူတွေမတွက်နဲ့ငါတို့လူဘဝမှာလူဖြစ်ပြီးလူစိတ်နဲ့တွက်နေမယ်ဆိုရင်မလုံလောက်ဘူးငါတို့ရဲ့နေခြင်းသည်အမြဲမဟုတ်ဘူးငါတို့ရဲ့စားနေခြင်းသည်အမြဲမဟုတ်ဘူးငါရဲ့ငြိမ်းချမ်းစွာနေခြင်းသည်အမြဲမဟုတ်ဘူးငါရဲ့ငြိမ်းချမ်းစွာသွားနေခြင်းသည်အမြဲမဟုတ်ဘူးငါရဲ့ငြိမ်းချမ်းစွာကြားနေသိနေမြင်နေခံစားနေခြင်းသည်အမြဲမဟုတ်ဘူးတရွေ့သေတဲ့အထိကိုပလိုင်းပေါက်ဖားကောက်သလိုထဲလိုက်ပြောက်လိုက်ထဲလိုက်ပြောက်လိုက်ထဲလိုက်ပြောက်လိုက်နဲ့သေတဲ့အထိအောင်သွားရမှာပါလားငါတို့ရဲ့နေခြင်းသည်မမြဲပါလားပြောင်းရွှေ့ခြင်းနဲ့သေဆုံးခြင်းမှာဆုံးမှာပါလားဆိုတာကိုဘယ်တော့မှမမေ့ပါနဲ့အဲ့တော့မှသေမဲ့မှတ်တိုင်မရောက်မီနေခွင့်ရတဲ့အချိန်လေးမှာလူဘဝမှာသာယူလို့ရတဲ့ဒါနသီလဘာဝနာဝိပဿနာဟုတ်လားအဲ့ဒါကိုရတဲ့အချိန်မှာအချိန်တိုင်းပို့ပြီးတနေ့တဲ့တနေ့နော်ဦးဇင်းထိုင်ခြင်းနဲ့အကျင့်ကိုမထိုင်မင်းနဲ့ပွားဖို့နာဖို့လုံသွင်းဖို့ဒီလည်းအကုန်ဟောတာပြီးပြီတစ်ခုသောပွားနီးရှုနီးအာထုံနီးအဲ့လိုနဲ့တနေ့အချိန်ကုန်ပါလို့ဦးဇင်းတိုက်တွန်းပါတယ်နော်လူဘဝဟိုဘက်ကြမှာဟောဗျာလို့မဖြစ်စေနဲ့ကျင့်လို့မရတော့ဘူးအခုလိုအားထုတ်လို့မေးလို့စမ်းလို့ကျင့်လို့မရတော့လူဘဝသာရာပါဝါတာလေးဟာနော်ဝိသကအာနာတပိန်လို့အာမခံခြင်းနဲ့ပါသွားပြီးဘုံစင်ဆိုင်ရရင်တော်သေးတာပေါ့ဘုံစင်မဆန်မနဲ့ဘုံပြတ်ပမောင်ပြီးကြောက်သေးကြသွားရင်မလွယ်ဘူးအဲ့အတွက်ကြောင့်ဦးဇင်းတိုက်တွန်းပါတယ်နေ့စဉ်ရက်စဉ်ခိုးပြောဒီပြောဟိုစကားဒီစကားနားမထောင်နဲ့ကိုယ့်ရဲ့အခုကျင့်အခုပါရမီရတယ်အခုကျင့်အခုတရားရတဲ့ကျင့်ရမယ်ကိစ္စဦးဇင်းတို့အာနာပါနာပိုင်းဟိုတပည့်တွေတော်ကြပါတယ်ဇုံးနဲ့ပြနေကြပါတယ်နော်ဓမ္မအလူကြီးပေးနေပါတယ်အဲ့ဒါကိုနော်ဈေးမစစ်ဖဲနဲ့ကျင့်အဲ့တော့တရားဆိုတာအနာဂါမိဝိညာဉ်တက်မှကြောက်လို့ဆိုဟာဒီဣတာကမပြင်းရဘူးကြောက်လို့အဲ့ကြောက်တာကြီးပါနေအဲ့ကြောက်တာကြီးသေကန်နေကြရင်ကြောက်ပြီးသေးရလိမ့်မယ်ရှင်မတက်မောင်တဲ့လူကြောက်တဲ့လူအရင်သစားရမယ်ဆိုလို့အဲ့ကြောက်တဲ့စိတ်မရှိရဒုက္ခဝေဒနာနဲ့တွေ့တဲ့အခါမှာအဓိပကမနဲ့နာပါတယ်ဆိုသေအောင်တတ်တဲ့ဒုက္ခကြီးကြတော့ဘယ်လိုလုပ်မလဲစောက်တရားများဖြစ်တော့မယ်ဆင်းရဲတယ်ဆိုတာအောက်ကဝေဒနာကြောင့်မဟုတ်ဘူးစိတ်မှာကိလေသာကတ်လို့ဆင်းရဲတာမသိတော့အရေးနဲ့အကောင်နဲ့မကွဲပဲနဲ့ငှက်မသိတော့ဈေးရချိုးတင်အချက်မသိတော့သမတ်သခိုးတင်အထင်မှားနေတယ်အောက်ကကြိုက်တာခဲတာကြီးကကျေးဇူးရှင်ကိုယ်စိတ်ထဲမှာရှိတဲ့လောဘတွေဒေါသတွေကိလေသာတွေကိုဖော်ထုတ်ပေးတာသူမဖော်ဘဲနဲ့ဘယ်လိုလုပ်ပေါ်မလဲသူတော်မှဒေါသလောဘတွေပေါ်တော့မှအဲ့တော့မှရှုရတတ်ရခွာရအဲ့တော့မှလှုပ်လို့ရတာအဲ့ဒါကိုနားမလဲတော့ကြောက်စရာရှိတာကိုမကြောက်စရာရှိရမှကြောက်ပြောင်းပြန်နေဖြစ်နေတယ်အောက်ကဝေဒနာကိုကြောက်အောင်မဟုတ်ဘူးစိတ်ထဲမှာရှိတဲ့လောဘကြံဒေါသကြံဇေယျကြံဘိဇာကြံအဲ့ဒီအကြံတွေကိုကြောက်ရမှသေတော့အဲ့ဒီစိတ်ကပဲအဲ့ဒါသတ်သေးနှိမ့်ဆက်ပြီးသေးတာခုနလိုဒုက္ခတွေကြောရမယ်လို့လည်းဘုရားဟောတာတယ်အဲ့ဒါမကြော်လို့လည်းဘယ်တရားမှမပေါက်ဘူးသေတော့လည်းသေခြင်းစိုးနဲ့သေရအောင်မယ်မချိမဆန့်အဲ့ဒါကြောင့်မလို့ကောင်းတုံကျမ်းမာတုံနော်သင်ပြတဲ့ဆရာတွေရဲ့သင်ကြားတဲ့အတိုင်းလေးနဲ့အန်ချငါကြည့်နေစေသည်ဆရာပြောတာနဲ့မှန်ရဲ့လားဆရာခိုင်းတဲ့အတိုင်းဟောရဲ့လားဆရာတီထိုင်းတဲ့အိမ်သေးအတိုင်းမှန်ရဲ့လားဆရာရှုခိုင်းတဲ့အတိုင်းမှန်ရဲ့လားဆရာရှုခိုင်းတဲ့အတိုင်းမှန်ရဲ့လားမိမိရဲ့နားမလည်မှုတွေဆရာနဲ့မေးဆွေးနွေးအဲ့ဒါကိုကြိုးစားအားထုတ်တာတမာတိပိုင်းနော်ကျင့်စဉ်ပိုင်းဘာဝနာပိုင်းကတော့ဥစဉ်ဒုက္ခသစ္စာတရားတွေယုံနံပရမတ်သဘောတရားတွေရဲ့နော်ကာနုပဒနာစိတ်ဓာတ်သတိပ္ပံနေဟောစဉ်တွေမှာဟောထားပြီးအဲ့ဒါအားတဲ့ချိန်ပွားအဲ့လိုနေရင်းနဲ့ဘဝကိုအဆုံးသတ်ကြပါလို့တော့ရှုပ်တယ်နော်တရားတော့တရားမြင်တဲ့တမာတိရတဲ့ပုဂ္ဂိုလ်ကတရားမြင်ပြီးပဲဘာပြစရာလို့လဲနော်ကြင့်မှမြင်မှကြီး
နော်တရားစာအုပ်ဖတ်တော့တရားတွေကတွေးပြီးတဲ့ပုဂ္ဂိုလ်ဟာတရားတွေးပြီးသားကြီးလေတွေးခြင်းနဲ့စိတ်နဲ့တွေးနိုင်တဲ့တမာတိရှိဖို့ကိုယ်ကလောက်ရမှာမြတ်စွာဘုရားလည်းတမာတိရပြီးပညာကူးလို့ဟောရတဲ့တရားတွေကိုယ်ကတမာတိနဲ့ရပြီးတော့ပညာကူးထားတဲ့ဟာတွေကိုကိုယ်ကတမာတိမရဘဲနဲ့အဲ့ပညာတွေရှောက်ဖတ်ရှောက်နာလို့မပြီးဘူးမနာနဲ့လို့မဆိုလို့ဘူးပညာပါရမီရတယ်ကိုမပိုင်ဘူးတွေ့ဤဆက်တည်းပဲတမာတိရမှာယထာဘူတံယံယံရမှာကိုပိုင်ရမှာအဲ့ဒါမှကိုတွေ့ဝိပဿနာခေါ်ပါတယ်အဲ့တော့ဦးဇင်းညီကုန်းဟောကျင်တာကတော့အများနဲ့မညှိမဲနဲ့ကိုယ့်ဘာကိုမသေးခင်နေမသွားအောင်နောင်တမရအောင်ကြိုးစားအထောက်ကြပါလို့ဦးဇင်းတိုက်တွန်းရင်းညီကုန်းကပတ်အဆုံးသတ်ပါတည်း